အာဆင်နယ်အသင်းရဲ့ပရိသတ်တွေကိုမျက်ရည်ကျစေခဲ့တဲ့ချန်ပီယံလိပင်နယ်ဒီအဆုံးဖြတ်ဒီနေ့ညမှာရှင်ပြိုင်ကစားသွားခဲ့တဲ့ချန်ပီယံလိဘောလူပွဲကြီးကတော့တကယ့်ကိုအရှိန်အဟုန်ပြင်းပြင်းဒရမာအပြည့်နဲ့ပြီးဆုံးသွားခဲ့ပါပြီ။ PSG အသင်းနဲ့အာဆင်နယ်တို့ကမိနစ်60အတွင်းမှာရောဒီအချိန်ပုံမှာပါတကိုးတကိုးနဲ့တည်ရည်နဲ့ပြီးဆုံးခဲ့တာကြောင့်ပွဲကပင်နယ်ဒီအဆုံးအဖြတ်အထိရောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ PSG အသင်းကပင်နယ်ဒီမှာ၄ဂိုး3ဂိုးနဲ့အနိုင်ယူပြီးတော့ချန်ပီယံလိဖလားကို2နှစ်ဆက်တိုက်သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ပွဲစားကတော့အာဆင်နယ်အတွက်တကယ့်ကိုအိမ်မက်လို့စတင်ခဲ့တာပါ။ပွဲချိန်6မိနစ်မှာတင်ဂိုင်ဟာဘက်ကဒီအာဆင်နယ်အသင်းအတွက်ဒီဥဆောင်ကိုသွင်းယူပေးခဲ့ပြီးတော့ပထမပိုင်းအပြီးမှာအာဆင်နယ်ကတကိုး0နဲ့ဥဆောင်နေခဲ့ပါတယ်။ဒီအချိန်မှာဒီအာဆင်နယ်ပရိသတ်တွေကအားလုံးကတော့ဒီတစ်ခါတော့2006ရဲ့ကျိန်စာပြတ်ပြီလားဆိုတဲ့မျှော်လင့်ချက်တွေအပြည့်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာ PSG ကပြန်လာခဲ့ပါတယ်။ပွဲချိန်65မိနစ်မှာဥစမန်နီဒမ်ဘီလီကပင်နယ်တီကနေပြီးတဆင့်ချီပါကိုသွင်းခဲ့လို့ရလက်ကတကိုးတကိုးဖြစ်သွားပါတယ်။အဲဒီနောက်မှာပွဲကအရန်ကိုတင်းမာလာခဲ့ပါတယ်။အချိန်ပိုရောက်တဲ့အထိအကျိတ်နဲ့ရှိခဲ့ကြပြီးတော့အာဆင်နယ်ဘက်ကဒကလန်ရိုက်စ်နဲ့နီးပြအာတီတာတို့တောင်ဒီအဝါကက်ထိသွားတဲ့အထိစိတ်လှုပ်ရှားမှုမြင့်မြင့်ကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့မိနစ်120ပြည့်တဲ့အထိဘယ်အသင်းကမှအနိုင်ကိုမသွင်းနိုင်ပါဘူး။ပြီးတော့အားလုံးရဲ့ဒီနှလုံးခုန်ရမတက်ဖြစ်ခဲ့ရတဲ့ပင်နယ်ဒီအဆုံးဖြတ်ကိုရောက်လာပါတယ်။ပထမအလုံးမှာ PSG ဘက်ကဂွန်ဂါလိုရာမို့စ်ကယုံကြည်မှုအပြည့်နဲ့ကန်သွင်းခဲ့သလိုအာဆင်နယ်ဘက်ကဒီယောဂရက်စ်ကလည်းပြန်ပြီးတော့သွင်းနိုင်ခဲ့ပါတယ်။ဒုတိယအလုံးမှာဒူရေးကသွင်းယူနိုင်ခဲ့ပေမဲ့အာဆင်နယ်ဘက်က AZ ကလွဲချော်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာ PSG ကအသာစီးရသွားသလိုတောင်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တတိယအလုံးမှာဒီနူနိုမန်ဒက်စ်ကပင်နယ်ဒီကိုဂိုးသမားရရာကကာကွယ်နိုင်ခဲ့လို့ပွဲကပြန်ပြီးတော့အသက်ဝင်လာခဲ့ပါတယ်။ဒကလန်ရိုက်စ်က2ဂိုး2ဂိုးဖြစ်အောင်ပြန်ပြီးတော့သွင်းပေးခဲ့ပြီးတော့စတုတ်ထအလုံးမှာဟာကီမီက PSG ကိုပြန်ပြီးတော့ဥဆောင်စေခဲ့ပါတယ်။မာတင်နယ်လီကလည်းအာဆင်နယ်ကို3ဂိုး3ဂိုးဖြစ်အောင်ဆက်ပြီးတော့ကယ်ဆယ်ပေးခဲ့ပါတယ်။နောက်ဆုံးအဆုံးဖြတ်ဒရမ်မာကတော့ဘီရယ်တိုနဲ့ဒီဂါဘရီယယ်တို့ဂျာမာဖြစ်ခဲ့ပါတယ်။ PSG အတွက်အရေးကြီးဆုံးပင်နယ်ဒီကိုဒီဘီရယ်တိုကအေးစစ်စစ်သွင်းယူသွားခဲ့ပြီးတော့ရလက်က4ဂိုး3ဂိုးဖြစ်သွားပါတယ်။ပြီးတော့အာဆင်နယ်ဘက်ကဂါဘရီယယ်ရဲ့ပင်နယ်ဒီလွဲချော်သွားတဲ့အချိန်မှာတော့ PSG ကချန်ပီယံရဲ့ချန်ပီယံအဖြစ်ထပ်ပြီးတော့အောင်ပွဲခံသွားခဲ့ပါပြီ။အာဆင်နယ်အတွက်ကတော့ဒီညကအရန်ကိုနာကျင်စရာဖြစ်ပါတယ်။2006ခုနှစ်ဘိုလူပွဲမှာလည်းအာဆင်နယ်ကဘာစီလိုနာကိုအရင်ဦးဆောင်ခဲ့ပြီးမှနောက်ဆုံးမှာဘာစီလိုနာကို2ဂိုးတဂိုးနဲ့ရှုံးနေခဲ့ရပါတယ်။ဒီနေ့မှာလည်းအာဆင်နယ်ကအရင်ဦးဆောင်ခဲ့တယ်။ PSG ကပြန်လိုက်လာတယ်။ပွဲကပင်နယ်ဒီအထိရောက်လိုက်တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဖလားကအာဆင်နယ်ရဲ့လက်ထဲကိုမရောက်ခဲ့ကြပါဘူး။20နီးပါးစောင့်ဆိုင်းခဲ့ရတဲ့ချန်ပီယံလိအိမ်မက်ကပင်နယ်ဒီတစ်လုံးနဲ့ထပ်ပြီးတော့ပျက်စီးသွားခဲ့ရပါပြီ။ PSG အတွက်ကတော့ဒီအောင်ပွဲကသမိုင်းဝင်ဖြစ်ပါတယ်။ UEFA မှတ်တမ်းတွေအရခေတ်သစ်ချန်ပီယံလိသမိုင်းမှာ Real Madrid ကဒီဘတ်တူဘတ်2နှစ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့တဲ့နောက်ဆုံးအသင်းဖြစ်ပြီးတော့အခုတော့ PSG ကဥရောပတစ်ထိုင်လုံးကိုသူတို့တက်တည်ပြလိုက်ပါပြီ။ငါတို့ကတရားဒီတဲ့ကောင်းတဲ့အသင်းမဟုတ်ဘူး။ငါတို့ကဘတ်တူဘတ်ချန်ပီယံဖြစ်တဲ့ခေတ်သစ်အင်ပါယာကြီးကိုတည်ဆောက်နေပြီဆိုတာပဲဖြစ်ပါတယ်။အချုပ်ပြောရရင်တော့ PSG ကသူတို့ရဲ့ PR တွေအောက်မှာပို့ပြီးတော့တည်ငြိမ်ခဲ့ပါတယ်။အာဆင်နယ်ကတော့ရလာတဲ့အခွင့်အရေးကိုထပ်ပြီးလွှဲချော်ခဲ့ပါတယ်။အာဆင်နယ်အတွက်2006ခုနှစ်ကျိန်စာကတော့ဆက်ရှိနေသေးတယ်လို့ပြောရမယ့်ညဖြစ်သွားပါပြီ။ပြည်သက်တဲ့အမြင်မှာရော PSG ကထိုက်တန်တဲ့ချန်ပီယံလို့မြင်လားအာဆင်နယ်ကချန်ပီယံလိကျိန်စာကိုတကယ်ပဲမချိုးဖျက်နိုင်သေးတာလားဆိုတာကတော့ comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦးခင်ဗျာကျွန်တော်ကတော့ Beyond 90ကလင်းခိုင်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ